ကျွန်တော်တို့ခင်ဗျားတို့နေတိုင်းစားနေတဲ့ခောက်ဆွဲဘယ်ကလာလဲသိလားဂျုံကလာလားစက်ရုံကထုတ်လာလားဒါမှမဟုတ်အမေကလုပ်ပေးရလားဒါမှမဟုတ်ဈေးတွေကတယောက်ကြီးကလုပ်ပေးရလားအဖြေကတစ်ပင်ပေါ်လာတာပါဒါနောက်နာမဟုတ်တကယ်ပြောတာဆိုတော့1959ခုနှစ်1959ခုနှစ်ဧပြီလ1ရက်နေ့တုန်းကဒီကဘာကျော်သတင်းဌာနကြီးဖြစ်တဲ့ BBC ကနေပြီးတော့အဲ့ဒီသတင်းကိုထုတ်လာတာသူကဘယ်လိုလုပ်နေလဲဆိုတော့ဆွစ်ဇာလန်နိုင်ငံမှာတဲ့ခောက်ဆွဲပင်တွေအထွက်နှုန်းအရန်တိုးနေပြီရန်ကောင်းနေပြီဆိုပြီးတော့ BBC ဌာနကြီးကနေပြီးတော့သတင်းလွှင့်တယ်အဲ့ဒီမှာပဲတနိုင်ငံလုံးကအုပ်အော်တောင်းနေဖြစ်သွားရအောင်အဲ့ဒီမှာလယ်သမားတွေကတစ်ပင်ပေါ်နေပြီးတော့ခောက်ဆွဲတွေကိုရိတ်နေတဲ့ပုံကိုဝေဆာနဲ့တင်တာပေါ့ဆိုတော့အဲ့ဒီမှာဘာဖြစ်လဲဆိုတော့အဲ့ဒီအခက်တုံးကဒီဗြိတိန်လူမျိုးတွေကခောက်ဆွဲနဲ့သိမရင်းနေသေးဘူးသူတို့ခောက်ဆွဲကိုသိပြီးတော့ကောင်းကောင်းမသိကြသေးဘူးပေါ့ပြီးတော့ဒီ BBC ဆိုတဲ့သတင်းဌာနကြီးရတယ်တကယ်ကိုဂုဏ်သတင်းကြီးတဲ့သတင်းဌာနကြီးဖြစ်တယ်လေအဲ့ဒါနဲ့ပဲသတင်းဌာနကြီးကသတင်းလွှင့်ရတယ်ပေါ့ဗျာဒီမှာခောက်ဆွဲတွေရိုင်းကိုအထွန်းတိုးတယ်ဆိုပြီးတော့သတင်းတင်ဆက်ပြီးသိမကြဘူးအဲသတင်းဌာနကြီးကိုဖုန်းတွေတကွမ်ခေါ်တော့ပါလေရောတယောက်ပြီးတယောက်ခေါ်တာအဲ့နဲ့ခောက်ဆွဲကိုဘယ်လိုမျိုး site ကလဲခောက်ဆွဲတွေထွန်းတိုးအောင်ဘယ်လိုလုပ်ရလဲဆိုပြီးတော့နီးလန်းတွေကို BBC ဌာနကိုသူတို့လက်မေးတယ်မေးရော BBC ဌာနကလည်းပြန်ဖြေတယ်ဒီခန်းကြီးဒီ source ပေါ့ခန်းကြီးဒီ source တွေဘူးတွေကိုခောက်ဆွဲ site ခောက်ဆွဲကိုထည့်လိုက်ပါထည့်လို့ရှိရင်သူတို့တွေထွန်းတိုးမှာပေါ့လေအဲ့လိုမျိုးသူတို့နောက်ပြောင်ပြီးပြန်ဖြေရတယ်ပေါ့အဲ့ဒါကိုကျွန်တော်တို့ကဒီ critical thinking နဲ့ပြန်ကြည့်မယ်ဆိုလို့ရှိရင်ဒါ authority bias လို့ခေါ်တယ်ဒီအာဏာရှိတဲ့လူဒါမှမဟုတ် influencer တယောက်ကပြောလို့ရှိရင်ယုံလိုက်ကြတာပေါ့နော်အဲ့ဒီဟာကိုဒါဒီ authority bias လို့ခေါ်တယ်ကျွန်တော်တို့ကသတင်းအချက်လက်တစ်ခုကြားပြီဆိုလို့ရှိရင်အဲ့သတင်းကဘာကိုဆိုလိုနေတယ်ဆိုတာထက်ဘာကိုပြောနေတယ်ဆိုတာထက်ဒီသတင်းကိုဘယ်သူကပြောသလဲဆိုတဲ့ဟာကိုပေါ်မှာပို့ပြီးအောင်စိုက်ကြတယ်ပို့ပြီးယုံကြည်ကြတာပေါ့ပြည်တဲ့လူမျိုးတွေကလည်းဒီ BBC လိုသတင်းဌာနကြီးကပြောတာပဲပြောတာသိရမလားဒီဆိုတော့လိမ်မမလားပေါ့ဆိုတော့စိတ်နဲ့သူတို့ရဲ့ logic ကိုသူတို့ခဏပိတ်လိုက်တယ်ပေါ့ပိတ်ပြီးတော့သူတို့ယုံကြည်လိုက်ကြတာဒါအရန်ကိုဒီအန်ဒီရဲ့များတဲ့ကိစ္စပါပဲဘလောက်ပဲနာမည်ကြီးတဲ့လူဖြစ်ပါစေဘလောက်ပဲဆရာကြီးဖြစ်နေပါစေဘလောက်ပဲ influence လုပ်နေတဲ့လူဖြစ်စေကြော်စောတဲ့လူဖြစ်ပါစေသူတို့တွေပြောတဲ့ဟာကိုကျွန်တော်မျက်စိမိတ်စွတ်ယုံလို့မရဘူးအဲ့ဒါကတကယ်ကိုဖြစ်နိုင်ကြီးရှိရလားဆိုတာကိုကိုယ့်ရဲ့ကိုယ်ပိုင် logic နဲ့တိုက်ဆိုင်ပြီးတော့စစ်ဆေးဖို့လိုတယ်ကျွန်တော်တို့မြန်မာပြည်ရဲ့ဒီ online လောကမှာလည်းသိတဲ့အတိုင်းပဲခဏဒါမျိုးတွေတွေ့နေရတယ်တရားကပြောလိုက်ပြီး social influencer တရားကပြောလိုက်ပြီး celebrity တရားကပြောလိုက်ပြီးဆိုလို့ရှိရင်ဒါကိုဟုတ်မဟုတ်စွတ်ယုံကြတာပဲဒီလူရဲ့ဒီပြောတဲ့နောက်ကိုပဲလိုက်ကြတယ်တကယ်သတင်းရဲ့စစ်မှန်ရည်ချက်ဒီဟုတ်မဟုတ်ကိုတို့တွေ give ဆိုင်ကြဘူးပေါ့ဒါကြောင့်ဒီသတင်းဌာနကြီးတွေတောင်မှနောက်ပြောင်နိုင်တယ်လို့ပဲကျွန်တော်တို့ဒီကျွန်တော်စီနယ်ပယ်တွေထဲမှာနာမည်ကြီးနေတဲ့ဆရာကြီးတွေဖြစ်နေတဲ့ဒီအာဏာရှိနေတဲ့လူတွေကလည်းမမားနိုင်ဘူးလို့မပြောနိုင်ဘူးဆိုတော့သူတို့တွေကစကလုံးတွေနောက်ကိုမျက်စိမိတ်ပြီးစွတ်ယုံမယ်ဆိုလို့ရှိရင်တော့ဒီအန်ဒီရဲ့များတယ်ပြီးတော့အမှားလန်းနောက်ကိုလိုက်သွားနိုင်ပါတယ်အဲဒါကြောင့်ဒီနေ့ရလိုက်တဲ့သင်ခန်းစာကတော့ကျွန်တော်တို့ဘယ်ဟာမဆိုမျက်စိမိတ်မယုံပါနဲ့ကိုယ့်ရဲ့ logic နဲ့တိုက်ဆိုင်မှုကြည့်ပါဘသူကပြောတယ်ဆိုတော့စကလုံးနောက်မလိုက်ဖိနဲ့သူကဘာကိုပြောတာလဲဘာကြောင့်ပြောတာလဲဒီဟာကတကယ်ရောဟုတ်ရဲ့လားဆိုတော့ကိုယ့်ရဲ့ logic နဲ့ကိုတခြားတိုက်ကြည့်ပြီးမှဝေဖန်သုံးသပ်ပြီးမှဟုတ်၏မဟုတ်၏ကိုဆုံးဖြတ်ပါယုံကြည်ပါလို့ပြောချင်ပါတယ်တကယ်တော့ခောက်ဆွဲပင်ကတကယ်မရှိပေမဲ့ကိုယ့်ရဲ့ဒီ critical thinking ကတော့ကိုယ့်ရဲ့အုံနောက်ထဲမှာအပြီးပွင့်နေနေရှိနေမှာဖြစ်ပါတယ်ဆိုတော့ကိုယ့်ရဲ့ critical thinking ကိုသုံးချပါကိုယ့်အုံနောက်ကိုသုံးချပါဘယ်ရာကမျက်စိမိတ်မြင်ပါနဲ့လို့ပဲဒီဗီဒီယိုလေးနဲ့တိုက်တွန်းချင်ပါတယ်အားလုံးပဲဘေးကင်းကြမှာကြပါစေ